လုံးပဲမင်္ဂလာပါနော်နိုလန်ကဒီနေ့ဘာပြမှာလဲဆိုတော့နော်ကြည်တမ်းမယ်ကြည်စုမယ်နော်အဝေးကဒီလိုမျိုးကွာအဝေးကနေဒီလိုပြစ်တာတော့သိရမလားပြစ်တာတော့ခေါင်းမထိတဲ့ချစ်ညီချစ်ကိုကြီးတွေအတွက်နော်ကြည်တမ်းကြည်စုတာလေးပြပေးမယ်စက်တင်နဲ့တော့ပြီး sensitivity နဲ့တော့နှိမ့်မယ်ပြီးရင်ဒီဘက်ချမ်းအောင်နှိမ့်အောင်မယ်ထပ်ပြီးတော့ပြီး unfold only ရွေးမယ်ဒီအပေါင်းလေးမှာကွာဒီအပေါင်းလေးမှာနှိမ့်ပြီး unfold only ရွေးလိုက်ရွေးပြီးတော့နော်ဒီမှာကင်မရာ sensitivity ဆိုတာရှိတယ်အဲ့ဒါလေးကို100ပဲထားနော်အောက်လေးနည်းနည်းဆွဲလိုက် ADS sensitivity ဆိုတာရှိတယ်အဲ့ဒါလေးကို25ပဲထားနော်ဒါကြောင့်နိုလန်ကြတော့ကွာနဲတာထားရင်ကွာသိရမလားအဆင်ပြေတယ်ကွာဒီ ADS sensitivity ကဘာအတွက်လောက်လဲဆိုရင်နိုလန်တို့ဒီမှာမြားလေးတွေ့လားဒီမှာမြားလေးဒီမှာတနက်ကင်လိုက်မြားလေးရှိတယ်အဲ့မြားလေးကနိုလန်တို့ဒီလိုမျိုးအဝေးကပြင်အရန်ခရတယ်ကွာဒီလိုမျိုးဒါကြောင့်နိုလန်နှိမ့်သိရမလားနည်းနည်းနဲထားတော့ကွာသိရမလားနိုလန်နည်းနည်းနဲထားတော့နည်းနည်းထားတော့ခေါင်းထိတယ်အဲ့လိုနဲထားလိုက်နော်ပြီးရင် gyro sensitivity ကို240မဟုတ်ပါဘူးအဖို့ပြောင်း gyro sensitivity ကို230ထားမယ်နော်အောက်နည်းနည်းဆွဲလိုက် ADS gyro sensitivity ဆိုရှိရင်အဲ့ဒါ180ထားလိုက်နော်အဲ့ဆိုရင်အဝေးရပြစ်လေခေါင်းကထိပြီးမြားလေရမ်းမခတော့ဘူးကွာနော်ဖုန်းလေးနည်းနည်းရှိတ်ပြရင်ခေါင်းပို့ထိတယ်တွေ့လားနော်ဖုန်းလေးနည်းနည်းရှိတ်ပြရင်ခေါင်းပို့ထိတယ်အဝေးရပြစ်လေ